စွန့်မြက်လေဒီဆက်ကကြတော့လေဘိုးစီမမတွေအရန်ကြိုက်ကြတဲ့ဆက်ပါရှင်ဒါကလည်း stainless steel တွေကထုတ်ပေးထားတဲ့ Chanel ဆက်ပါဒီဆက်ကလေစွန့်မြက်က cashback ပြန်ပေးမယ်ရှင်ဘလို့ cashback ပြန်ပေးမလဲဆိုရင်လေ cashback ဆိုတာကဒီဆက်ဝယ်တာနဲ့စွန့်မြက်ကပတ်စံပြန်ပြီးတော့မှဒါ3000ပြန်အမ်းပေးမှာတစ်ဆက်ကို4500ကိုကွယ်အခုစွမြက်က3000အမ်းမယ်ဆိုတော့ဒါ4200နဲ့ပဲရမှာတစ်ဆက်လုံးကိုယူပေးရမယ်တစ်ဆက်ဆိုမှဘာပါမလဲဆိုရင်ဒီမှာကိတ်ကိတ်ထက်ထက်ဟန်းချိန်သူကလည်း MC ကျိုးကိုမှဒီနေရာလေးမှာဆို Chanel လိုကိုလေးတွေပါမယ်ကွယ်ဆွဲကျိုးဆိုလည်းဒီလိုမျိုးလေးငေါ့တော့18လက်မတော့ရှိမယ်ဒါလေးမှာ Chanel လိုကိုလေးတွေပါမယ်နဂတ်ဆိုလေးပေါ့နော်ဒါ Chanel လိုကိုလေးနဲ့သူကအနောက်ကတော့ဖောက်ဆုပ်ကလေးပေါ့နော်လက်စွပ်ဆိုလည်း Chanel လိုကိုလေးနဲ့အနောက်ကတော့သူက adjust ပါတယ်ဒီလိုတစ်ဆက်စာလာစုမြက်4500ရောင်းတာကိုအခုစုမြက်က cashback ပြန်ပေးမယ်အစီအစဉ်နဲ့လာပါလိမ့်မယ်ရှင်နော်4500တစ်ဆက်စာကိုဝယ်မယ်ဆိုရင်စုမြက်က3000ပြန်အမ်းပေးမှာပါနော်ဒီဟာလေးကစုမြက်စီမှာဒီလိုမျိုးဆက်ကဆိုရင်ပေါ့နော်ဘိုးစီမမတွေအရန်ကြိုက်ကြတယ် overseas မမတွေဆိုရင်စုမြက်စီမှာအရန်မှာကြတယ်ဒါလေးဆိုရင်တော့ brand logo လေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်စုမြက်စီမှာ overseas အမတွေဆိုတော်တော်ကြိုက်တယ်အခုကျတော့စုမြက်ကဒီပစ္စည်းလေးကိုเนาะဒါအားလေဝယ်တဲ့သူလည်းတန်ရအောင်စုမြက်ကလည်းဝယ်တဲ့စုမြက်ရဲ့ချစ်ရတဲ့တငယ်ချင်းတွေကိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့စုမြက်ကတစ်ဆက်လုံးကိုဝင်စုမြက်က3000ပြန်အမ်းပေးမှာပါရှင်အဲ့ဒါကစုမြက်ခုရောင်းတာကတော့4500ရောင်းတာပေါ့เนาะစုမြက်က3000ပြန်အမ်းပေးမယ်ဆိုရင်ဒါ4200ပဲကြတော့မှာတစ်ဆက်လုံးကို4200တန်ပါတယ်เนาะဘာလို့လဲဆိုတော့အခုချိန်မှာဒီလိုမျိုးဆွဲကြိုးတကုံးဆိုရင်တော့မှမြန်မာငွေ2000ကျော်3000ပေါက်ဈေးရှိပါတယ်ဟန်ချင်းဆိုရင်18000 2000ပေါက်ဈေးရှိပါတယ်ရှင်နဂတ်တင်ရန်ဆိုရင်9000ပေါက်ဈေးပါနော်လက်စွပ်တကွင်းဆိုရင်12000 13000လောက်ရှိပါတယ်အဲ့ဒီမှာ9000ကျော်6000ဖြစ်နေပါပြီအဲ့ဒါကိုစုမြက်ကအခုမြန်မာငွေ4000ကျော်လေးနေပဲစုမြက်ပေးမယ်နော်အဲ့ဒါကိုမှ3000ပြန်အမ်းပေးဦးမယ်ကွယ်ဘယ်လောက်တောင်မှတန်လိုက်လဲပြီးတော့လေဒီအခုစုမြတ်ပြတဲ့ပေါ့နော်ဒီ stainless steel ကအယောင်ထွက်က15ပေအယောင်ထွက်လို့မျိုးအယောင်ထွက်လှတယ်နော်ဒီအယောင်ထွက်ကလည်းစုမြတ်ကြိုက်တယ်စုမြတ်လည်းကြိုက်တယ်စုမြတ်ချစ်ရတဲ့ငယ်ချင်းတွေလည်းကြိုက်မယ်လို့စုမြတ်ကလုံးဝအာမခံတယ်ဘာလို့လဲဆိုတော့ဒီအယောင်ထွက်ကိုမကြိုက်ရင်စုမြတ်ကိုပြန်ပေးလို့ရတယ်ကွာတော်တော်လှတဲ့အယောင်ထွက်ကိုစုမြတ်ကအာမခံပြီးရောင်းပေးတာတစ်ဆက်စာကိုစုမြတ်4500နဲ့ရောင်းပေးမယ်အဲ့ဒီမှာ3000စုမြတ်ငွေပြန်အမ်းပေးမယ်ဆိုတော့4200ပဲတငယ်ချင်းတော့ဝယ်မယ်ဆိုရင်ကြတော့မှာတအားကြံတယ်ဗမာမတောင်မရဘူးဒီဈေးနေပေါ့နော်တစ်ဆက်စာဒီဈေးနေဗမာမမရတဲ့ဈေးကိုစုမြတ်ကရောင်းပေးမယ်စုမြတ်စီမှာပေါ့နော်ဒီလိုမျိုး Chanel တစ်ဆက်စာကိုမှာယူအားပေးခြင်းနဲ့ဆိုရင်စုမြတ်ရဲ့ Viber ဖုန်းနံပါတ်3993333658မှာ screenshot လေးနဲ့တက်ကွာပြပြီးတော့မှာပေးလို့ရတယ်စုမြတ်ရဲ့ဖုန်းတော့ TikTok Messenger မှာလည်း screenshot လေးနဲ့တက်ကွာပြပြီးတော့မှာပေးလို့ရပါတယ်ရှင်